တိရွက်လေးတရွက်ရှိုံနဲ့ကိုလိုချင်တဲ့သူပြန်ခေါ်လို့ရတယ်နော်တိရွက်လေးတရွက်မှာကိုခေါ်ချင်တဲ့သူရဲ့နာမည်ကိုရေးရမယ်ဘာတိရွက်ဖြစ်ရတယ်တိရွက်ဖြစ်ရင်ပြီးအောင်ကိုစီယာထွက်သွားတယ်ကိုပြန်ပြီးမဆက်သွယ်ဘူးကိုအဆက်သွယ်မလုပ်ဘူးကိုဘလော့ထားတယ်အဆက်သွယ်ပြတ်ထားတယ်နော်ကိုဘလောက်ဆက်သွယ်လှည့်မကြည့်ဘူးဆိုတဲ့သူတွေကိုပြန်ခေါ်ချင်တယ်ပြဖို့ရောက်လာစေချင်တယ်ဆိုရင်အနည်းနာမှာရှိတဲ့တိရွက်ခက်ကြီးကြီးလေးဆိုပိုကောင်းတယ်ဘန်နာရွက်တွေဆိုရင်ကြီးတယ်နော်အဲ့တော့ဘန်နာရွက်အချောက်လိုက်ရတဲ့အဆုပ်လိုက်ရတဲ့တိရွက်ဖြစ်ရင်ပြီးအောင်တိရွက်မှာသူ့ရဲ့နာမည်ကိုရေးပြီးရင်အဲ့ဒီနာမည်အောက်မှာစော့ပန်ခါတဲ့ခါလာမှာရေးရမှာရေးပန်ခါလာကအုံပီယောတိန်နေဟန်စိတ်တန်အေဟိဆိုတာကိုရေးလိုက်ရေးပြီးတော့အဲ့ဒီတရွက်ကလေးကိုကာပြီးတော့အဲ့ဒီခါလာပဲ39ခါလာကိုထပ်ဆိုရမယ်ဆိုပြီးတော့ကိုအိတ်တဲ့ခေါင်းအောက်မှာအဲ့ဒီတရွက်ကိုထည့်ပြီးတော့အိတ်ခေါင်းအောက်ထည့်မအိတ်နိုင်လေကိုနဲ့တကယ်နဲ့တအိတ်ရတယ်တချနောင်နဲ့တမှုရတယ်အဲ့ဒီတရွက်လေးကိုထားပြီးတော့အိတ်ရမယ်9ရက်ထားအိတ်ရမယ်9ရက်ပြည့်သွားတာနဲ့ကိုစီအဆက်သွယ်ကျင်းတွေလောက်လာမယ်ချက်ချင်းပြန်လာမယ်နောက်ပြီးအဲ့ဒီတရွက်ကလေး9ရက်ပြည့်တဲ့နေ့မှာမြေမြုပ်လိုက်အနေမှာသွားပြီးတော့မြေချင်းလေးတပြီးတော့မြေသွားမြုပ်လိုက်ကျင်းတွေပေါ့ကိုစီကိုတန်မတ်ရောက်ရှိလာပြီးတော့ဘယ်တော့ခါမှလည်းပြန်မထွက်သွားနိုင်တော့ဘဲနဲ့ဆက်သွယ်လောက်လာပါလိမ့်မယ်ခင်ဗျာ